ဒီ society ထဲမှာပေါ့work permit နဲ့ express နဲ့ဟိုခွဲခြားမှုတွေရောရှိလားပေါ့အထူးသဖြင့်အမားတို့မြန်မာတွေကြားထဲမှာပေါ့နော်ခွဲခြားမှုကတော့မှဟိုကျွန်တော်တို့ express ရဲ့ work permit ရဲ့မှာတော့မဟုတ်ဟိုခွဲခြားတဲ့လူအနေနဲ့ကတော့ခွဲခြားမှာပဲ work permit မှာလည်း work permit အချင်းချင်းလည်းခွဲခြားတာရှိတယ်express ထဲမှာဆိုလည်း express ချင်းခွဲခြားတာရှိတယ်ဟိုဒါကတော့ပြပရောက်မှာမဟုတ်ဘူးပေါ့နော်မြန်မာနိုင်ငံထဲမှာလည်းခွဲခြားမှုတွေကတော့ရှိနေတာပဲဆိုတော့ဒါကတော့လူတူချင်းစီတိုင်းရဲ့သူ့ရဲ့ပင်ကိုစိတ်နဲ့ဗီဇနဲ့ပဲစိုက်နေလို့ထင်ပါတော့ Hello everyone, welcome to Chilla, a podcast where Myanmar buddies living in Singapore share our experiences about living, working and growing as part of a bigger world. We are here to connect with Myanmar professionals, inspire each other and build bridges with international community. I'm Dorothy. I'm Nylin. Grab your copy, chill with us and let's dive in. အဲ့ဒါဆိုလို့ရှိရင်work permit နဲ့ express ကြားထဲမှာဘယ်လိုကွာခြားမှုတွေရှိလဲကိုနိုင်လေးကwork permit နဲ့တစ်နှစ်ခွဲတော့လောက်လာတယ်ပြီးတော့ express နဲ့အခုပြောင်းသွားတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ personal experience ကဘယ်လိုတွေရှိလဲပေါ့အဲ့ဒါလေးတစ်ချက်တော့ sharing လုပ်ပေးပါကွာခြားချက်ကတော့ကျွန်တော်တို့ work permit ကဒီ housing ဆိုလို့ရှိရင်အလုပ်ရှင်ထားပေးတဲ့နေရာမှာနေရတယ်နောက်ကကျ transportation ဆိုလို့ရှိရင်လည်းကျွန်တော်တို့lorry တွေစီစဉ်ပေးလာတယ်အဲ့တော့အလုတ်သွားပြန်အလုတ်ကနေ dormitory သွားပြန်အလုတ်တနေရာနေနောက်တနေရာ site တခုကိုသွားတဲ့နေရာတွေမှာဆိုလို့ရှိရင်လည်းအကုန်လုံးကကျွန်တော်တို့ဒီ lorry တွေနဲ့ပဲသွားတယ်ဆိုတော့ work permit အနေနဲ့ transportation housing အလုတ်ရှင်ရဲ့သတ်မှတ်ချက်နဲ့ထားပေးရတယ်ဆိုတော့ကျွန်တော်တို့ work permit နဲ့လုပ်လို့ရှိရင်ကိုယ့်ကိုမပိုင်တဲ့ပုံစံမျိုးဖြစ်တာပေါ့နော်lorry ဆိုလို့ရှိရင်ကျွန်တော်အချိန်မီရောက်ရမယ်ဒီမနက်ပိုင်းဆိုလို့ရှိရင်သူတို့ဟိုတတ်မှတ်ထားတဲ့အချိန်ကိုကိုကအတိအကျဖြစ်နေရမယ်ဆိုတော့ဒါမျိုးတွေရှိတယ် express အနေနဲ့ကြတော့ကိုအချိန်တော့ကိုပိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ transportation ဆိုလို့ရှိရင်လည်းဒီ MRT bus စီးတာအစားကိုပါကိုစီစဉ်နဲ့တွားရတယ် housing ဆိုလို့ရှိရင်လည်းကျွန်တော်တို့အပြင် HDB တွေမှာကိုပါကိုလိုက်ပြီးတော့ငှားပြီးတော့နေရတာမျိုးရှိတယ်ဆိုတော့အဲ့ဒီ HDB မှာနေတဲ့အခန်းကဏ္ဍလေးတွေတချို့ပြဿနာလေးတွေအိမ်တကြီးနဲ့ဖြစ်တဲ့ပြဿနာလေးတွေဒါလေးကြတော့ကျွန်တော်နောက်episode တစ်ခုအနေနဲ့ပြောမယ်ပေါ့နော်ဆိုတော့ပြောချင်တာ aspect ကကြတော့ကို life ကိုကိုဘာကိုတော့ manage လုပ်လို့ရတယ်နည်းနည်း freedom လေးရှိရပါဘောဟုတ်တယ် freedom ရှိရဒါပေမဲ့ကုန်ကြစရိတ်တော့နည်းနည်းလေးပိုများတာပေါ့လေဒါပေမဲ့သူတို့ရတဲ့လစာ aspect တယောက်အနေနဲ့ salary က3000ကျော်ရမယ်ဆိုလို့ရှိရင်တော့recovery ပြန်ဖြစ်တာပေါ့ဒါပေမဲ့ work permit ကြတော့ကျွန်တော်တို့ကုန်ကြစရိတ်ကတော့နည်းမယ်ကျန်တဲ့ဟာတွေကတော့ဒီကောင်းတော့ပူစရာမလိုဘူး housing ကိစ္စနဲ့ဒီ transportation ကကောင်းပူစရာမလိုဘူးဒါပေမဲ့ဒီ salary ကကြတော့ကျွန်တော်ခုနကပြောသွားလို့ပဲဟိုအကြမ်းများပဲဆိုလို့ရှိရင်တော့ express တော့မရပါပဲအဲ့လိုမျိုးလေးကွာခြားချက်ကတော့ဒါမျိုးလေးတော့ရှိတာပေါ့ဟုတ်ဒီ society ထဲမှာပေါ့work permit နဲ့ express နဲ့ဟိုခွဲခြားမှုတွေရောရှိလားပေါ့အထူးသဖြင့်အမားတို့မြန်မာတွေကြားထဲမှာပေါ့နော်အဲ့တော့ကိုယ့်ရဲ့အမြင်လေးပေါ့အခုဘယ်လိုခံခဲ့ရတာမျိုးရှိလားဒါမှမဟုတ်ဘယ်လိုမျိုး experience လေးတွေလည်းရှိလဲပေါ့အဲ့ဒါလေးတစ်ချက်တော့ခွဲခြားမှုကတော့မှဟိုကျွန်တော်တို့ express ရဲ့ work permit ရဲ့မှာတော့မဟုတ်ဟိုခွဲခြားတဲ့လူအနေနဲ့ကတော့ခွဲခြားမှာပဲ work permit မှာလည်း work permit အချင်းချင်းလည်းခွဲခြားတာရှိတယ်express ထဲမှာဆိုလည်း express ချင်းခွဲခြားတာရှိတယ်ဟို work permit နဲ့ express ကတော့ဟိုကျွန်တော်တို့ပို့ပြီးတော့များမယ်ထင်တယ်ပေါ့ဒါကျွန်တော်ကတော့ဟိုအထင်နဲ့ပဲပြောတဲ့ပုံစံမျိုးလေးဖြစ်နိုင်တယ်ဒါပေမဲ့ရှိမှာပါဆိုတော့ work permit မှာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဟိုအခုများသောအားဖြင့်များပြီးရလာတဲ့သူတွေကဘွဲရပါမယ်တချို့ကရလုံးနဲ့ agent တွေပိုင်းနဲ့ရှောက်ပြီးတော့ work permit နဲ့ရောက်လာတာမျိုးတွေလည်းရှိတယ်ဆိုတော့တချို့ဘွဲရတဲ့သူတွေ work permit နဲ့လာလို့ရှိရင်မြန်မာတွေအနေနဲ့ကဟိုနည်းနည်းဘယ်လိုပြောရလဲသူတို့ curious ဖြစ်တယ်ပေါ့သိလားထူးဆန်းဖြစ်တယ်မင်းကwork permit ဝယ်ရပြီးတော့ဘာလို့ work permit နဲ့လာတာလဲဆိုတော့ဒီလာခဲ့တဲ့သူရဲ့ကျွန်တော် background ဒီအခြေအနေ saturation condition ဒီလိုဟာမျိုးတွေကြတော့သူကိုယ်တိုင်ပဲသိတယ်ဒါပေါ့နော်သူကိုယ်တိုင်ပဲသိတယ်တချို့တွေကြတော့ဟိုအဓိကနိုင်ငံခြားရောက်ရင်ပြီးရောဆိုပြီးတော့လာလိုက်တာပေါ့
ပြီးတော့ဒီမှာလည်းသူ work permit နဲ့ aspect တွေဘယ်လိုကွာတယ်ဘယ်လိုအခွင့်အရေးတွေကွာသွားလဲလစာတွေဘယ်လိုကွာသွားလဲဆိုတာမျိုးဆက်ဆက်ချင်းကျတော့ဘယ်သူမှအဲ့လိုရွေးချယ်နေရမျိုးမရှိဘူးပေါ့နော်ရရနဲ့ထွက်မယ်ဆိုတဲ့ဟာမျိုးပဲလာလိုက်တာပေါ့အဲ့တော့အမားတို့ဒီအတိတွေထဲမှာဆိုလို့ရှိရင်လည်းဘွဲတွေကတော့ရမ်းကောင်းနေတယ်ဒါပေမဲ့ work permit ကြီးဖြစ်နေရပေါ့အဲ့တော့အဲ့ဒါတွေကျတော့ဒီရောက်မှသိရတာပေါ့ဒီရောက်မှဘယ်လိုတွေကွာခြားသွားလဲဆိုတာမျိုးသိရတာပေါ့အဲ့တော့ဒီ agent အနေနဲ့ဒီအဲ့ဒီလာတဲ့ဟာ sorry နော်အခုအမပြောရတာကျွန်တော်တချို့ aspect တွေက work permit နဲ့လာတယ်ဆိုတဲ့အချိန်မှာသူတို့ကသိတယ်ကျွန်တော်ဒီမှာဘာလို့အချိန်တွေရှိတယ် salary ဘယ်လိုကွာခြားချက်တွေရှိတယ်ဘယ်လို combination တွေရှိတယ်ဘာတွေ different ဒီကွာခြားချက်တွေအကုန်လုံးသူကသိတယ်ဒါပေမဲ့ no choice အခြေအနေနဲ့လာတာဒါပေါ့ဆိုတော့ပြောချင်တာသူမသိဘဲနဲ့လာတာမဟုတ်ဘူးသူတိရနဲ့လာတယ်ဒီဘက်ရောက်မှကျွန်တော်တို့ထပ်ပြီးတော့ career ကိုကျွန်တော်တို့ဒီလိုမျိုးပြောင်းမယ် jam လုပ်မယ်ဆိုတဲ့ဟာမျိုးကိုသူတို့ကတွေးပြီးတော့လာတဲ့အနေနဲ့ပြီးတော့မှခုံကူးမယ်ပေါ့ဟုတ်တယ်ပြီးတော့မှခုံကူးမယ်ဆိုအဲ့လိုခုံကူးတဲ့ကိစ္စကြတော့လွယ်လားအဲ့ဒါကြတော့မှဘယ်လိုပြောရမလဲကျွန်တော်တို့ TEP တချို့ဆိုလို့ရှိရင်ကျွန်တော် TEP ဆိုတာရှိတယ် TEP ဆိုတာကျွန်တော်တို့3လ training visa အဲ့ဒါ training pass ပေါ့နော်အဲ့ဒါနဲ့ပဲလာပြီးတော့ဒီ3လအတွင်းမှာသူတို့ရဲ့ idea ကအဲ့လိုမျိုးပဲနောက်ထပ်အလုပ်ကိုခုံကူးမယ်ဆိုပြီးတော့လာကြတာဆိုတော့လွယ်လားဆိုတော့ဘယ်ဟာမှမလွယ်နေဘူး3လဒါပေမဲ့သူတို့ရဲ့ယုံကြည်ချက်တချို့က3လတည်းနဲ့နောက်ထပ်အလုပ်ကိုကူးနိုင်မယ်လို့ထင်ကြတယ်3လအတွင်းအလုပ်ရအောင်ရှာလိုက်မယ်ပေါ့ဆိုတော့ကျွန်တော်အနေနဲ့ဆိုလဲဒီမှာရောက်ခါစားကျွန်တော် try ကြည့်တယ်ကိုယ့်ဟာကို email တွေပြည့်ကြည့်တယ်ဒါပေမဲ့အမသိတဲ့အတိုင်းအလုပ်တစ်ခုလုပ်နေတဲ့အခြေအနေမှာကျွန်တော်တို့ကတနေ့ကုန်ပင်ပန်းတယ်မှာ work permit လုပ်တယ်ဆိုတာမလွယ်ဘူးတနေ့ကုန်ပင်ပန်းတယ် construction ဆိုလဲနေဘူးထဲမှာလုပ်ရတယ်ကျွန်တော်တို့ဒီ chemical plant နဲ့တွားလုပ်တဲ့ chemical နန်းတွေရှိတယ်နောက်တော့ကျွန်တော်ဒီလိုပဲနေဘူးထဲလုပ်ရတယ်မိုးရတယ်လုပ်ရတယ်မိုးရရင်တော့ chemical plant တွေမှာမလုပ်ရအောင်ဆိုတော့နေဘူးထဲမှာများသောအားဖြင့်လုပ်ရတယ်ဆိုတော့လူကတနေ့ကုန်ပြိုင်းနေအဲ့တော့အမအနေနဲ့စိတ်ဓာတ်အရင် strong ဖြစ်မှရမှာအလုပ်တစ်ခုရှာတဲ့အချိန်ကြာလို့ရှင်ဆိုတော့အဲ့ဒီမှာ effect တွေကကိုယ့်စီကိုရောက်လာတဲ့ဟာတွေကအလုပ်ပင်ပန်းတဲ့တန်တွေရှိမယ်အိမ်လိုအပ်တဲ့တန်တွေရှိမယ်တခြားဒီကိုအလုပ်တမအချင်းချင်းပေါ့နော်ပြဿနာလေးရှိမယ်ကိုစိတ်အဆင်မပြေတာတွေရှိမယ်ဒီလိုဟာတွေအကုန်လုံးကိုကိုက control လုပ်ပြီးတော့တစ်ပတ်ကိုအလုပ်ကိုပြန်ရှာတဲ့အချိန်မှာကြာတော့အမလွယ်မယ်လို့ထင်တာအမတော့မထင်ဘူးပြီးတော့အမရဲ့အတိတွေပြောရဆိုလို့ရှိရင်သူတို့ကဒီအလုပ် employer တွေကိုဖုန်းတွေပိုင်းဆက်ကြည့်ရပေါ့အဲ့တော့သူတို့ကဘာပြောလဲဆိုတော့quotaမရှိဘူးနဲ့ပဲညင်းခံလိုက်ရတာတွေများတယ်ပေါ့နော်ဆိုတော့ဒီအမတို့မြန်မာတွေအနေနဲ့ကကိုဘွဲအရေးချင်းတွေဘယ်လောက်ပဲရှိဒီ employer တွေကquotaရှိမှကိုခန့်လို့ရဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီကန့်သက်လေးရလည်းရှိသေးရပေါ့ဟုတ်တယ်အမှန်ပဲအဲ့ဒီ quota ပြဿနာကြောင့်လဲကျွန်တော်တို့တချို့အလုပ်ရှင်တွေကခန့်ကျင်တယ်ဒီလိုကို qualify ဖြစ်တယ်ဒါပေမဲ့သူတို့စီမှာ quota မရှိတဲ့အတွက်အလုပ်ခန့်ပြီးလို့မရအောင်ဆိုတော့ပြန်ပြီးဆက်ပြီးကျွန်တော်အကုန်လုံးပြန်ပြီးခြုံပြောရမယ်ဆိုလို့ရှိရင်အလုပ် work permit နဲ့လာတဲ့အချိန်မှာနောက်ထပ်အလုပ်ကိုပြန်ပြီးတော့ try မှုဆိုတာက aspect ပေါ့နော် aspect အလုပ်ကိုပြန်ပြီးရဖို့ try မှုဆိုတာကအဲ့လောက်ကြီးတော့မလွယ်ဘူးဒါပေမဲ့ကျွန်တော်ပြောမဖြစ်နိုင်ဘူးမဟုတ်ဘူးအကုန်ဖြစ်နိုင်တယ်မလွယ်ဘူးအဲ့လို situation တွေရှိတယ်ဟုတ်အဲ့တော့ဒီ work permit တယောက်အနေနဲ့ပေါ့ဘွဲရတဲ့လူကတော့လွယ်တယ်ပေါ့ work permit ကနေ aspect ကိုပြောင်းမှုကတကယ်လို့အလုပ်ရှင်နဲ့ကိုနဲ့သူကလည်းခန့်ကျင်တယ်သူ့မှာလည်း quota လည်းရှိတယ်ကိုကလည်းသတ်မှတ်ထားတဲ့qualification တွေနဲ့ညီမျှတယ်ဆိုလို့ရှင်တော့တွားလို့ရတာပေါ့ဒါပေမဲ့ဒီ work permit မှာကဘွဲမရတဲ့လူကရော aspect ကိုရှောင်ဖြစ်နိုင်လားပေါ့ဘွဲမရတဲ့သူကတော့ကျွန်တော် M1 law အရာတော့ aspect ရဖို့ကတော့မဖြစ်နိုင်ဘူးသူ့မှာကျွန်တော်တို့ diploma တစ်ခုဟိုအားရှိနေရမယ် maths ပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီလိုပြောလို့လေဟိုတရက်ကြီးမဟုတ်ပြန်ဘူးဘာလို့လဲဆိုတော့ကျွန်တော်အခုကြားရတဲ့ဟာမျိုးတချို့အလုပ်တွေမှာဆိုလို့ရှိရင်ဟို aspect အောင်မဟုတ် EB တောင်ရတဲ့အဆင့်မျိုးရှိတယ်အဲ့တော့ကျွန်တော်ပွဲမရအောင်ဒါပေမဲ့အဲ့ကျွန်တော်quotaရပဲအကုန်လုံးကဒီမှာ play တာအဲ့တော့အဲ့ဒီမှာအဲ့ဒီအလုပ်မှာတချို့ government နဲ့ relate ဖြစ်နေတဲ့အလုပ်တွေပေါ့ကျွန်တော်တို့ဒီအဲ့လိုအလုပ်တွေဆိုလို့ရှိရင်တော့သူတို့က quota ကလည်း exception ရှိတယ်ဆိုတော့ဟိုအဲ့ဒီအလုပ်သမားဟိုပွဲမရဘူးဒါပေမဲ့ aspect ရနိုင်တယ် EB နဲ့တော့လုပ်နေတာမျိုးရှိတယ်လစာကလည်းကျွန်တော်တို့3000နဲ့4000ကြားတွေပါရနေတာမျိုးရှိတယ် EP ဆိုလို့ပေါ့EP အကြောင်းလေးဆက်ပြောရမယ်ဆိုလို့ရှိရင် employment pass ပေါ့နော် employment pass ကအမတီးတဲ့လောက်ကတော့သူက
အသက်နဲ့လိုက်ပြီးတော့ဟိုလစာကဟိုတိုးဝါရလို့ကြားတယ်ပေါ့အဲ့တော့သူ့ရဲ့ basic salary ကတော့9600လောက်ကစတယ်ပေါ့နော်အမအခုဒီ EP လေးကိုနည်းနည်းလေ့လာနေတဲ့အခါကျတော့9600စတယ်ပြီးလို့ရှိရင်အသက်30လောက်ဆိုလို့ရှိရင်သူက9000ကျော်ဖြစ်သွားတယ်ပေါ့9000ကနေပြီးလုံးဝ1000ကျော်ဒီဖြစ်သွားတယ်ပေါ့အဲ့တော့ဒီမှာကတော့ EP ဆိုလို့ရှိရင်တော့aspect ဒီ work permit တွေထပ်ပို့ပြီးတော့လူတွေကတော့အထင်ကြီးကြပေါ့အဲ့ဟာလေးတော့ရှိရပေါ့ဒါပေမဲ့ဟို percentage အရာတော့နည်းသေးတယ်ပေါ့နော်တော်တော်များများကတော့ aspect ဒီ work permit ဒီနဲ့ပဲလောက်တာများတယ်ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်တို့ EP အနေနဲ့ဆိုလို့ရှိရင်တော့ government ကိုပေးရမယ်အခွန်တွေကတော့များပါပေါ့ EP ဆိုလို့ရှိရင်ဒါအခွန်အပိုင်းကတော့လာတာပေါ့ဟုတ်ကဲ့တချို့တွေဆိုလို့ရှိရင်လုံးဝတစ်လစာလောက်ကြီးပေးရတာမျိုးတွေလည်းရှိရပေါ့အမှကြားသလောက်ဟုတ်ဆိုတော့အဲ့ပေါ့ကျွန်တော်ခွဲခြားဆက်ဆံမှုအနေနဲ့ပြန်ပြီးတော့ record ပြန်လုပ်ရမယ်ဆိုလို့ရှိရင်ကြတော့ဟို express နဲ့ work permit မှာရလို့မဟုတ်ဘူးခွဲခြားတဲ့သူကတော့ခွဲခြားမှာပဲကျွန်တော်မြန်မာပြည်အချင်းချင်းမှာလည်းဒါကတော့ပြပရောက်မှာမဟုတ်ဘူးပေါ့နော်မြန်မာနိုင်ငံထဲမှာလည်းခွဲခြားမှုတွေကတော့ရှိနေတာပဲဆိုတော့ဒါကတော့လူတူချင်းစီတိုင်းရဲ့သူ့ရဲ့ပင်ကိုစိတ်နဲ့ဗီဇနဲ့ပဲစိုက်နေလို့ထင်ပါတယ်ဟုတ်အဲ့တော့ဒီကသတ်မှတ်ချက်တွေအရဆိုလို့ရှိရင်တော့အမသိတဲ့လောက်ပေါ့နော်work permit ဆိုလို့ရှိရင်သတ်မှတ်ထားတဲ့ dormitory မှာပဲနေရတယ် transportation ဆိုလို့ရှိရင်လည်းခုနကိုနိုင်လင်းပြောသွားသလို lorry နဲ့သွားရတယ်ပေါ့အသွားပြန်ပြီးလို့ရှိရင် express ကြတော့ကိုကြိုက်တဲ့နေရာမှာနေလို့ရတယ်အပြင်မှာနေလို့ရတယ်ပြီးတော့ transportation ကတော့ကိုပြန်စီစဉ်ရဘယ်လို commute လုပ်ကြလဲပေါ့အဲ့ဒီမှာက express နဲ့ EP နဲ့ကဘယ်လိုကွာဝါလဲဆိုတော့ express ကြတော့သူကအလုပ်ကိုတစ်ခုပဲလုပ်ကြတာပေါ့တခြားအလုပ်ကိုလုပ်ပိုင်ခွင့်မရှိဘူး EP ကြတော့သူကတခြား company တွေကိုယ့်ရဲ့ကို business တစ်ခု share ဝင်ခြင်းနဲ့ invest လုပ်ခြင်းနဲ့ဆိုလို့ရှင်တော့ EP ကတော့အဲ့ဒီအပိုင်းလေးရောနဲ့တာသွားတာပေါ့သူကဒီ shareholder အနေနဲ့လုပ်လို့ရတယ်ပြီးတော့တခြား business ကိုထောင်လို့ရတယ် investment portfolio တည်ဆောက်လို့ရတယ်ပေါ့အဲ့ဒါလေးတော့အမတည်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့ဒါလေးလည်းမှတ်ပါတယ်အဲ့ first တွေကဟိုဒါပေမဲ့ဟိုကျွန်တော်တို့အနေနဲ့ကြတော့အများသောအားဖြင့်ကဟို express နဲ့ work permit နဲ့ industry ထဲမှာပဲရောက်နေတာဆိုတော့လေအဲ့ဒီဘက်တွေကတော့ပွင့်နေပြောရင်ကျွန်တော်အခုအမပြောတာတော့ကိုကျွန်တော်မနှက်စားဘူးပေါ့နော်ဟုတ်